ညာဆိုင်ရင်သေးလားဟက်ကတော့ပေါ်လန်းနေပါရှင်းပါတယ်မော်စကိုတော့အောက်လန်းပြီးစားထားတဲ့နေတစ်ခုရှင်းရတော့ရှင်းမှာတန်ရှင်းတောက်မှာဘလို့ဘလင်ကြီးကိုပဲရန်ဟူသာပေးလို့မရဘူးမဟုတ်ဘလင်အောင်ဖြစ်တော့ကျွန်တော်ဟန်ကိုပဲရှင်းမှာရန်ထားလို့မရအောင်လောနာနေနဲ့ကန့်ကပ်ပါအောင်မို့စိုင်းမဲဆိုရင်စိုင်းတော့ရုပ်တယ်ဟိုနားလို့ဒီနားလို့ဒါဖတ်မယ်ဆိုလဲပေးလိုက်တော့ငါပြောတာကဲနော်လော်လီကတော့ဒီဘက်မစတော့တွင်းထုတ်လေးလုံနေခဲ့ပြီဘာမှအကိုင်း heavy spin နဲ့တော့ကတ်ထားရဆိုပေမဲ့အကိုင်းမပြတ်သွားဘူးဟေးစပီယာဘာညာလေးနဲ့တော့ပြစ်ပြီးတော့လိုက်ဖြတ်မယ်ထင်တာအန်နီရတော့များပါတယ်အကိုင်းအိမ်ပြန်မဲ့ timing လေးကိုအကောင်းဆုံးအသုံးချပြီးတော့လော်တော့ပြန်တော့ phone လေးနဲ့ပဲ title strike တွေနဲ့ဟီးပေးနေတယ်ဒီဘက်မှာအကိုင်း retreat နော် retribution အကိုင်းမဲ့ရောက်တော့ UI နဲ့ပဲမော့စကောနောက်ရောက်သွားတာမှားပြီလား purify နေပြီးတော့ပြန်ပြစ်နေတယ်ဆိုပေမဲ့စန်ဂျီပတ်ကွေတို့ထိုးတာနေတော့သေဆုံးသွားခဲ့ရင်းနဲ့ပဲဘာမှကျော်သူရဘလင်းနေနဲ့တော့အကိုင်းလေးတော့ပြေးဖြတ်ပေးထားတဲ့အပိုင်းလေးကတော့ရှိတယ်ဆိုပေမဲ့၃កောင်တကောင် trade တွေတော့ဖြစ်ကုန်တော့မှပြေးပေါင်းလွတ်တာတော့လွတ်လောက်သေးတယ်ကလောက်ပါလာပြီတန်းရှင်းမရတော့ဘူးမလွတ်တော့ပြေးတာဟုတ်တယ်ဒါ stat စုပါလေလာဟုတ်တယ်တော်သေးတယ်ဟေးကဲဂလုတ်ပေါင်းကာလို့ရသေးတယ်နော်10စက္ကန့်ပဲ10စက္ကန့်ပဲမေဂါတလန်းတော့ပေးရမှာအောက်လန်းမှာတလန်းမေဂါ2လန်းဖြစ်သွားပြီရုံကြီးအကန်စောသင်းတေးကြရှိတာမတွေ့ဘူးအဲ့လိုချားမှလူတွေမချားမှလူတွေကနေရှုံးတာလို့လားဟိုလုံးရင်အကန်အောင်ပဲလုံးမယ်ဆိုလဲတခါလဲလုံးပလိုက်ရမှာခေါ်ဂတ်စီပိုင်းနဲ့ထိုးပြီးဖြတ်နေတဲ့အချိန်သိရမလားစီးသမျှစပယ်အကုန်ပေးဖြတ်လိုက်ရင်တော့စင်ပြေတယ်မင်းပြောသလိုဒါ speed of distraction နဲ့ light ဖြတ်လိုက်ရင်လည်းမဆိုးတော့မဆိုမိလောက်တယ်ဒီလားဒါမှမဟုတ် तू အနေနဲ့ဟောလို့များရထင်လို့နေမှာဟုတ်တယ်ဒါပေမဲ့ तू အဲ့ဘက်တည်းကြတော့လေနောက်ခဏနေလောက်ကြတော့ပြေးဝင်သွား speed of distraction နဲ့ကဲစန်ကြီး decision making မှန်ကန်လေးတော့လုံးမတော့ရမယ်နေထားတော့ဒီဘက်မှာတော့ယင်း tension တော့ light down ပေးတာယင်းကတော့မသေးသေးဘူးဆိုပေမဲ့ဘလို့ယင်းမသေးလို့များဖြစ်နေမလားเนาะ tension တောက်အောင်မှာယင်းဘသူမှဖတ်မလို့ဖြစ်နေတာယူရင်းနဲ့ကိုယင်းလေးကိုနည်းနည်းလေးနော်ဟိုဘက်ကစပယ်လေးပါလေးပေးဖြတ်တာလေးစောင့်အောင်ပါကဲဒီဘက်မှာတော့မေဂါ3လန်ပေးထားရင်လည်း heavy spin နဲ့တွေ့လာရင်းတော့ဖြတ်ဖို့တော့လုံနေဆိုမဲ့ purify နဲ့ဆိုရင်းကမသေးဘူးရင်းမသေးဘူးဆိုမဲ့မေဂါထပ်ပေးလိုက်ရပြန်ပြီမေဂါ3လန်တော့ခတ်သွားပြီနော်စပီယာဆိုင်မလားဖရက်ဒဝင်းကြလာရင်လည်းပဲဒီဘက်မှာရတဲ့ကောင်ခလီယာလေးကိုရင်တော့ဆွဲဖြတ်ထားတယ်ဆိုပေမဲ့မလေးရှားတင်းကထားခဲ့ပြီခလီယာပဲကြောက်လိုက်တာဟိုဘက်ကတက်နေတာမလားဟိုကတက်နေတာလားတက်နေတာထားခဲ့တာလို့ခံခဲ့တဲ့ကောင်ထားခဲ့တာရောင်းရင်ပြေးပြီဆိုတာနဲ့ဘယ်မ၄ကောင်သာတစုတစည်းပဲပြေးတာလို့မင်းလောကခလီယာကိုလှဲ့အောင်မကြည့်ဘူးမင်းခလီယာကိုလှဲ့တော့မကြည့်ဘူးဒီကောင်လေးထားခဲ့တာကဲမေဂါ3လမ်းဆိုပေမဲ့ split မဲ့ကောင်တွေတော့ပါနေသေးတယ်နော်မျောလင်းချက်ကတော့နဲနေပြီဆိုပေမဲ့ရှိရမျောလင်းချက်လေးကိုတော့စုပ်ကင်ထားမှတော့ရမယ်ပေါ်လန်တာဝါတွေဘာတွေပြန်ချိုးမလားဒီဘက်မှာနော်ခလီယာသေးနေတဲ့တိုင်မင်ကတော့တာဝါတွေဘာတွေယူခြင်းတော့ပြန်လိုက်ယူလို့ရမယ်နေတာပကွေတော့ကလည်းစိုးတယ်နောက်က1000နဲ့ဘလို့ကြီးနောက်က1000ကြီးကများတယ်Come on တိုင်းတို့ AC တိုင်းတို့ AC အဲ့တော့မကြိုးသေးပါဘူးမလားဖြစ်နိုင်သေးတယ်အများကြီးဖြစ်နိုင်သေးတယ်ဟဲ့လားခေါ် item လေးကြည့်ကျင်တာခေါ် damage လိုနေပြီခေါ်ဒီတက်ပို့ပြီး damage ထည့်မှတော့ရမယ် Vision Lantern လေးခေါ်တော့ထပ်တော့ပါလာပြီเนาะ Divine လည်းပါတယ်ဆိုတော့เนาะ damage ကတော့ထွက်တာတော့ထွက်လာမှာ level အခုမှ73ပဲရှိသေးတယ်ဘယ်လဲလီက level 15တဲ့ဒါတော့နေနေတာဆိုတော့လေကိုသေးเนาะဒီ level 73ဆိုတာကျေးဇူးတင်ရမယ်နေတာဖြစ်နေကဲ Moscow တော့ rubber blue bat တွေပေးထားပြီးတော့ share မှာထားတဲ့နေသားလော်နာမှာတော့เนาะကျွန်တော်တို့ရင်းရှိပေးတိုင်းနဲ့ပဲ tension တွေမှန်သမျှတော့အကုန်လုံးတောင်းပေးနေတယ် hacker အနေနဲ့တော့ပေါ်လမ်းပဲကြောင်းနေရတဲ့နေတာတခုမှာဘက်က law တွေဘာတွေဖူးချမဲ့ plan လေးကိုခဏလေးတားပေးထားအောင်မလားဘလင်းလာတော့လာနေပြီဆိုပေမဲ့သူလိန်ရှင်းအောင်ပဲပြဿနာတွေရှိသေးတယ်နော်စန်ကြီးလည်းမှာပြထားတယ်ဘလင်းအပေါ်မှာပြလိုက်ရင်တော့ law 4လောက်တယ်နော်ကဲဒီဘက်မှာတော့ hand ရှိတဲ့ position လေးကိုသူတို့ light တော့ရှာထားရင်းနဲ့ပဲနည်းနည်းလေးတိုးကြည့်အောင်မလားဘာမှရင်ပေးရပြီပေးရSpear distraction strike tsunami slam ပါဝိုင်းနဲ့ Hellcat 1094 gas ထိုးတာနဲ့တော့မပြတ်သွားပြန်ဘူးဒီဘက်မှာလော်လေး ready ပေါက်လိုက်မလားဆိုပေမဲ့ပြန်မဝင်ရဲတော့ဘူးဘရိုရေပြန်ဝင်လိုက်ရင်ပူချုပ်သွားမယ်ဆိုတဲ့အနေထားတခုမှလော်တော့ပေးခြင်းလဲပေးလိုက်ရတဲ့အနေထားပါနော်ကဲမေဂါ3လိုင်းနဲ့လော်နဲ့တက်လာမှာဆိုတော့ကိုစီကြည့်တာမကြည့်ချင်တော့ဘူးဗျာမိုးလေတိုက်ကြည့်မှတော့ရမယ်လေဘလို့ကြီးလေမိုးမကြည့်ချင်လို့မြောင်းနေတူတယ်နော်ဗလန်မြောင်းနေတူတယ်အေးကဲအေးတိုင်း
နော်လောအားနေပဲပါလိုပဲချက်လာရင်းနဲ့ပဲဒီလောဖြည့်ရှင်းဖို့တော့ဂေါ်ရီမော့စကိုတွေအကောင်းဆုံး defend နိုင်အောင်မလားဒီဘက်ကဝင်လုံးမဲ့ကောင်းနေရှိတယ်နော်ခလီယာတို့ဘာတို့ရင်ပဲဖြတ်မလား Ghost AD ကတော့အရေးကြီးလာနေနေပဲကဲပြေးတက်လာပြီး9ရောက်လုံး3လင်းလုံးကနေတက်လာတဲ့နေတာတခုမှကျွန်တော်မြန်မာသင်း defend ဖို့တော်တော်ကြီးခက်ခဲနေနေပဲ blink လာရင်လည်းလာလိုက်တော့ blink ဒီဘက်မှာတော်တော်တက်ပြတ်နေပြီ heavy spin နဲ့တွန်းထုတ်ဝိုင်းနဲ့ဗဟန်တေဆုံးဝိုင်းနဲ့နောက်မှာ Moscow အသေးတန်ကြီးတော့ပြစ်ခွဲပေးနေတယ်ဆိုပေမဲ့ရပါပါ blink နောက်ကနေတော့ကျွန်တော်ကလောက်ကိုတော့ရအောင်ကောက်ပေးသွားတယ်ဆိုတော့ defend အောင်မြင်နိုင်အောင်မလား Moscow အကုန်လုံးတော့ပြစ်ခွဲပေးနေတယ်ဆိုတဲ့နောက်မှာရသေးတယ်လို့ပြစ်တော့ Moscow စိတ်ကိုလျှော့တာစိတ်ကိုလျှော့ထားလိုက်လို့ရသေးတယ်ဒီမှာပတ်ကွေလိုလေးတကောင်ပါလိုက်လံမောင်းထုတ်တိုင်းနဲ့ပဲတန်းအမ်မဲ့ပြဿနာကိုတော့ blink အကောင်းဆုံးပဲဖြည့်ရှင်းပေးသွားခဲ့ပြီလို့ပဲပြောရမှာတကယ်ကောင်းတဲ့ blink ဘလိုင်းတွေကနေကလောက်တစ်ချက်ပဲကုတ်သွားတာ ဟုတ်တယ်အဲ့ကလောက်ကဒီကောင်တွေတက်မရတော့တာ ခရီခရီ လောက်တည်သွားလို့ဒီကောင်တွေတက်မရတော့တာကောင်းတယ် ဟလာလိုက်တဲ့ blink ရဲ့နော်တန်းအမ်ကအခွင့်အရေးကတော့ရှိနေသေးတယ်ဘရိုတို့နော်အခွင့်အရေးကတော့ရှိနေသေးတယ် Rose Gold ဘာညာဝယ်ထားပြီး Moscow ဖြစ်နိုင်သေးတယ်နော်ဒါတို့ဖြစ်နိုင်သေးတယ်တရုံးကတော့တော်တော်သွေးနေသွားတာဗျဟေးရှီမန်တီရဲ့ရှီမန်တီရဲ့တော့တော်တော်နာနော်ဘောကောပြတာကြီးစမ်းကြီးအဲ့လိုဦးရသေးရအောင်မလုပ်ပါနဲ့သူဖနက်ဒီပါရီရအောင်နော်ဒီဘက်မှာသူ Rose Gold ပါညာပါသွားထားပြီကောင်းလို့ Rose Gold ပြန်ဖြစ်နိုင်သေးတယ်ဘလန်ရေး ဝင်းနေချာလို့မတင်နေဟောတကယ်ကောင်းတယ် blink နော်4ယောက်5ယောက်ဖြစ်နေတဲ့အချိန်မှာဘန်းလို့ပြီးတော့တစ်ချက်ပဲရှက်တောင်းပြီး ကလောက်ကမတန်းသေးတာပါတဲ့အုံးလို့မဆုံး အမှန်ဆိုလီလီယာပါတေးရမှာလီလီယာ black shoe စီးသွားလို့ Spear dispersion လေးလီလီယာလိုက်ပြစ်လိုက်မစိုးဘူးတော့တိုင်း ဟုတ်တယ်လီလီယာ black shoe စီးသွားတာနဲ့နော်ဒီမှာလွတ်သွားသေးတယ်ရှားသမျှကေးရလို့ပြန်ယူရမှာပဲဘရိုနော် item ကြီးကတော်တော်ပြန်မြလာပြီဘရိုနောက်က6000ပဲကွာတာနောက်က6000ဒီ19မိနစ်မှာဘာမှမဟုတ်တော့ဘူးနော်အဲ့မေဂါ3လမ်းပေးထားတဲ့ပြဿနာကြောင့်လားကျွန်တော်မြန်မာအသင်းကအဲ့ လော့ဘတ်တယ်ကြီးလာဆိုင်ရနည်းနည်းခတ်မှာဘလင်းကိုပဲအပေါ်လမ်းပေးလိုက်မလားဘလင်းကိုအပေါ်လမ်းပေးပြီးတော့မော့စကော4ယောက်တူနေမဟုတ်လို့ရှိရင်လည်းဘလင်းကို4ယောက်တူထားပြီးမော့စကောလိန်ချောင်စပီးယားနဲ့လာအဲ့ဒါပဲရှိမှာ ဒုတိယပြောတာလေးပုံပြီးတော့ဖြစ်နိုင်ဖြစ်တဲ့နေသားကြီး โอเคအဲ့ဒါဆိုမော်စကိုပဲပေါ်မှာပဲထားမလားဘလင်းကိုတော့เนาะ၄កောင်ပေါင်းနေခိုင်းထားပြီးတော့ရှာလော့ဘတ်တယ်လီပါလေးစမ်းကြည့်မလားလော့ထွက်လာပြီး4လော့အရေးကြီးတာကျွန်တော်မြန်မာအသင်းအတွက်လော့တလော့တော့အရေးတကြီးလိုအပ်နေတဲ့နေတာတစ်ခုမှာရအောင်ယူပေးနိုင်အောင်မလား OB စန်ထရီပါညာနဲ့တော့ဘလင်းကိုတော့အပေါ်ပို့လိုက်ပြီးဘလင်းကိုအပေါ်ပို့ပြီးတော့သူတို့ခလီယာရှိရနော်ဘလင်းပြောင်းနေမှန်းတော့တည်တယ်ဘလင်းပေါ်မှာဆက်မနေတာကောင်းနေဗျ ဘလင်းကိုကြောက်တယ်လို့ဗလန်သေးလားကလောက်ကဘလင်းကိုကြောက်တော့ကျွန်တော်ဒီကောင်ဘလင်းကိုအဲ့ဘတ်တယ်မှာရှူရှောင်းလောက်ဟန်းရမှာဒီနားမှာ ပေါ်မှာရှိရနော်တာလိန်သွားမရှင်းနဲ့ပတ်ကွေလိုရှင်းတာမြင်တိုင်းနဲ့ဘယ်တော့မှလော့စာဖို့ပြီးတိုင်းလို့လော့စာဖို့ပြီးခလီယာရှိမှန်းလည်းသိရနော်မလုံရဲဘူးပေါ်လန်းသွားရှင်းအောင်ပါဖိုးလို့မရဘူးပေါ်မှာ ဟေးတွေ့ပြီဆူနာမီစလန်နဲ့တော့ပါဝိုင်းနဲ့ပဲပတ်ကွေလိုကဲပေါင်းဟဲကလွတ်သေးလားဒယ်လီမက်ချ်တွေပါရီအိုးသွားပြီနဲ့တူတယ်မော်စကိုကောင်းဆုံးတော့ပြစ်ချပေးတိုင်းနဲ့ပဲဟီရိုကီနှစ်ကောင်နဲ့ထွေးရမှာဆိုရင်တော့တန်တယ်လောတော့ပေးရမှာဆိုပေမဲ့နှစ်ကောင်တစ်ကောင်ထွေးလော်လေးကတော့ပေးလိုက်ရတယ်ဗျာနော်လော်ရှင်းလို့ရတယ်ဟိုအင်မော်ဒယ်လေးပါလေးရှင်းတော့မစိုးဘူးဝေအင်မော်ဒယ်ရှိလို့ရှိရင်အများကြီးဖြစ်သွားမှာဒီနေရာမှာ3ယောက်5ယောက်နေသားဆိုရင်ဒါမျိုးကြလော့အတန်းမထွက်ဘူးလို့စက္ကန့်30လောက်ဆောင်းအောင်မယ်နေရောဟိုရ10စက္ကန့်10စက္ကန့်အလဲဒီပါလေးဖြတ်ရှင်းလော့တန်းထွက်ရင်တော့မစိုးဘူးလော်တန်းထွက်ရင်တော့မစိုးဘူးတိုင်းငါဘလင်းအင်မော်ဒယ်ဝယ်မယ်ထင်တာကိုဒီဘလင်းအင်မော်ဒယ်ဝယ်မယ်ထင်တာအိုင်ဒါဆွတ်မယ်ထင်တာအိုင်ဒါဆွတ်ပြလိုက်လို့တော့လာပြီတိုင်းပဲမိနစ်20လေးနော်ခေါ်ကဲတော့ကဲပြီးတာပဲအဲ့ project တိုင်းလည်းသိရမလားဟိုလိုကြီးမဖြစ်သွားတာနဲ့အလာနော်ကဲလောတော့ပြီးလိုက်ရပြန်ပြီရတယ်လောရှိရတယ်ဘရိုဒီကောင်လေး3ယောက်တည်းနဲ့ဘလို့မှတက်မရဘူးနော်ဘလင်းကပြန်ထွက်တော့မှဆိုတော့3ယောက်5ယောက်ဒီကောင်လေးတက်လာလို့မှားသွားလို့ရှိရင်ဒီကောင်လေး2ကောင်လေးနဲ့ defend ရတော့မှာမှန်တယ်အားကြတန်းတက်ရဲတက်ကြည့်လိုက်ဟလာဒီဘက်မှာ9ယောက်ပြန်ထွက်ပြီဆိုပေမဲ့ဆန်ကြီးတော်တော်နာသွားတာဗျလီလီယာဘုံရှော့ဝေးကို respect ပေးရမယ်နော်ရှော့ဝေးလီလီယာဘုံရှော့ဝေးကို flying cloud တွေနဲ့ပြန်လာပြီးလုံးမြန်လေးရှင်းလိုက်မလားတရုံးတွေပါရိုက်မခံနဲ့ရတယ်ဒီကောင်တွေမတက်ရဲဘူးဘရိုဒီကောင်တွေမားတက်လို့ရှိရင်နော်မပြန်ထုမှာဒါပေမဲ့ခွေးဝေးနေတော့ထပ်တက်လာဖို့တော့ရှိနေသေးတယ်နော်ကာပါအောင်ဟောလီလီယာဘုံရှော့ဝေး gas ထိုးတိုင်းနဲ့အကိုင်းသွေးတော့ရော်သွားပြီဆိုတော့မင်းတို့ပြန်ဖမ်းလိုက်တော့နော်မင်းတို့မရတော့ဘူးတက်အောင်မလားကွန်စီးပြောက်ပြီးတော့ပြေးတော့တိုးလာပြီတရုံး only တဲရိုက်ချင်တယ်လောက်ပါအောင်
လောက်ပေါင်း heavy space နဲ့တော့တွန်းထုတ်တိုင်းနဲ့ပတရုံးသွေးတော်ကြီးနေနေတာလီလီယာတရုံးလာချိုးနေပြီ hair cut လည်းပြတ်သွားပြီဆိုတော့နောက်မှာ ခလောက် ကြီးဝါပြီမရတော့ဘူးကိုသေးရေ ခလောက်